ကောင်းကွက်တွေရာထောင်ချီပေမဲ့အာနေချက်တွေကိုသာဖွေရှာရတဲ့အိုဘေလောကကြီးရဲ့တခါလေးမယုံနဲ့ပြောလို့မဆုံးနိုင်လူဆိုရမှာမကဲနိုင်နဲ့ကိုပဲလောက်ကောင်းလဲပြန်လဲတွေ့ပြီစဉ်းစားမိရဲ့ကောင်းကွက်တွေရာတော်ကြီးပေမဲ့အားနေချက်တွေကိုသာဖွေရှာရတဲ့အိုဘေလောကကြီးရဲ့တခါလေးမယုံနဲ့ပြောလို့မဆုံးနိုင်လူဆိုရအမှားမကဲနိုင်နဲ့လောက်ကော